ကနန်းမှာဆလာလေးကောင်းကောင်းစားခြင်းလို့ထိုင်ဝမ်ကနေပြီးတော့ဘန်ကောက်ကိုသွားတယ်ပြီးတော့ The Pinnacle House ဆိုတဲ့ဆိုင်လေးမှာကျွန်တော်တို့သွားစားဖြစ်ခဲ့တယ်ဒီဆိုင်မြန်မာဆိုင်ဆိုတော့မီနူးထဲမှာမြန်မာအစားအစာနဲ့ပတ်သက်တာတွေအများကြီးရတယ်ပြီးရင်မြန်မာအစားအစာတွေရတဲ့ဆိုင်ဆိုပေမဲ့သူ့ရဲ့ဆိုင်ပြင်ဆင်ပုံစံတွေကမြန်မာဆိုင်နဲ့တစ်စက်မှမတူအဲ့ချက်ကတော့ကျွန်တော်လုံးဝသဘောကျတယ်ဆိုင်ထဲမှာလည်းလာစားတာနိုင်ငံခြားသားတွေတော်တော်များများတွေ့ခဲ့တယ်ပေါ့ငါပလောင်ကြီးဆွဲမယ်တရုတ်ကြီးပါတရုတ်ကြီးအဲ့လိုဘော်ဒါတွေနဲ့ပဲသွားစားတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုနဲ့ပဲသွားစားမလားဒါမှမဟုတ်ရင်ဒါကိုယ့်ရဲ့ဧည့်သည်တွေပါရှိလို့မြန်မာစာတွေသွားကျွေးချင်တယ်ဆိုရင်ဒီဆိုင်ကိုရွှေလို့တော်တော်လေးကိုမိုက်တယ်တကယ်တော့လေစိတ်ပြိုဟုတ်တယ်စိတ်ပြိုရေးကြီးတယ်အဲ့လိုဘော်ဒါတွေနဲ့တော်ကီပွိုင်းနဲ့ကိုအရန်စားချင်နေတဲ့ခနန်းမဆလာကိုစားလိုက်ရတဲ့ feeling ကဘာနဲ့မှလဲလို့မရဘူးပြီးတော့ကျွန်တော်တို့စားပြီးတော့အချိန်မှာစီလုံတီးကျွန်တော်အရန်ကြိုက်တဲ့စီလုံးဒီလဲဒီဆိုင်မှာရတယ်အဲ့ဒါပြီးတော့ကနန်းကင်ထားတဲ့လက်တွေကိုတကူးတကသွားဆေးနေကြမလို့တော့သူတို့လက်ဆေးဖို့အတွက်ရေးလာပေးတယ်ပေါ့ပုံမှန်တခြားဆိုင်တွေမှာတွေ့လေတွေ့ထားမရှိတဲ့ service မျိုးပေးထားပေါ့စားပြီးတော့ဆိုင်ရဲ့အပြင်နားလေးမှာ chill နေကြပေါ့ဒီဖေးကမိုက်ပါလို့အကုန်ရတယ်ချိုစိမ့်ကပေါ်စိမ့်ကပုံမှန်ကချိုပေါ်လာကြာစိမ့်ကကြာပေါ်လာကျဲတာကုန်ရှိရဲ့ပြီးတော့သူတို့မှာတခြား drinks menu တွေလည်းအများကြီးရှိလို့အမြန်ဆုံးဘန်ကောက်ကပေါ်တာတွေတွားပြီးတော့စားကြည့်ဖို့အတွက် recommend လုပ်လိုက်ပါတယ်ဗျာလီဆူကြီးပေါ့